ကြိုက်တီးကိုဇေဒီတော်ရင်ပြင်တော်ပေါ်မှာရှိတဲ့ဒီအမျိုးသမီးများမတက်ရဆိုတဲ့ဒီနတ်တောင်ပေါ်မှာဘာတွေရှိမလဲဆိုတော့ကျွန်တော်တည်တည်ချာချာလေးပြပြပါမယ်ခင်ဗျဒီနေ့ကတော့15ရက်9လ2025ခုနှစ်ဖြစ်ပါတယ်ကျွန်တော်ရင်တစ်ခေါက်ဗီဒီယိုမှာကအဲ့တုန်းကအလွယ်ရိုက်လိုက်တာဖြစ်တဲ့အတွက်အဆင်မပြေသွားတဲ့အတွက်ကျွန်တော်ဒီတစ်ခေါက်တည်တည်ချာချာလေးရိုက်ပြပေးထားပါတယ်ကျွန်တော်နတ်တောင်ပေါ်ရင်စေရီတော်ကြီးကိုဖူးမြင်တွေ့နေရတဲ့မြင်ကွင်းဖြစ်ပါတယ်ဒါကတော့ရင်ပင်တော်ဘက်ကိုမြင်နေရတာပါဒါကတော့ရင်ပင်တော်ဘက်ပါဒီအနောက်မှာမြင်နေရတဲ့အဆောက်အဦကတော့တီဟာဆောင်ဖြစ်ပါတယ်ဟိုမှာမြင်နေရတာစီမီ9တောင်ပါဒီဘက်ချမ်းမှာတော့တိတ်သားဆောင်ပါမြူတွေဆိုင်နေတဲ့အတွက်တိတ်တော့မမြင်အောင်လို့တိတ်သားဆောင်ပါ